ဒီရွာကလူပြိုကြီးတွေဟာအလှပဆုံးစနစ်တဲ့တယောက်ကိုပတ်စံတပြားမှမလိုပဲနွားအိုကြီးတကောင်ရှိုံနဲ့ရနိုင်ပါတယ်စစ်တပ်ကတူပွဲရခဲ့သူအဝေးဟာဒီနေ့ရွာကိုပြန်လာပါတယ်ဒါပေမဲ့ရွာဝင်ချင်းထူးဆန်းတဲ့လူတွေကိုတွေ့လိုက်ရပါတယ်ရွာတွေကလူပြိုကြီးတွေဟာမိန်းကလေးလှလှလေးတွေနဲ့ပြုံမြူးနေကြတာပါတကယ်တော့အဝေးတို့ရွာဟာလူပြိုကြီးတွေကြီးပဲရှိတယ်လို့နာမည်ကြီးတဲ့ရွာပါအဝေးကသူ့ဦးလေးလူပြိုကြီးကိုဘာလို့ဒီမိန်းမချောလေးတွေကဦးလေးတို့နဲ့တူတူရှိနေတာလဲမေးလိုက်ပါတယ်သူ့ဦးလေးကဘေးကမိန်းကလေးဟာသူ့ရဲ့လက်လက်ဆက်ဆက်စနီးလေးဖြစ်ကြောင်းပြောကလှတယ်မလားလို့လည်းမေးလိုက်ပါတယ်ကောင်မလေးကလည်းဖြည်းဖြည်းလုပ်ပါဦးလူကိုနာတော့ပါပြီးပါညာနဲ့လူပြန်ပြောတာပေါ့အဝေးကလည်းတိတ်မသိချင်ပါဘူးဘာလို့ဒီလိုမိန်းမလားတွေကဦးလေးတို့လိုဘိုးတော်တွေကိုလက်ထက်ကြတာလဲလို့ထပ်မေးတာပေါ့အဲ့တော့ဦးလေးကအဝေးမင်းเจ้าမှာကောင်မလေးရခဲ့လားမေးတာပေါ့အဝေးကလည်းเจ้าမှာစာပဲလုပ်ခဲ့လို့ရီးစားမထဖြစ်ခဲ့ကြောင်းပြန်ပြောပါတယ်ဒီအခါသူကြီးကဘယ်မိန်းကလေးကမှသူတို့ရွာကမိန်းမတွေကိုမမီကြောင်းသူတို့ဟာလှယုံတင်မကပဲအိမ်အောင်မှုကိုလည်းနိုင်နှင်းကြကြောင်းထပ်ပြီးလေကြောရှိနေပါတယ်အထူးသဖြင့်ညဘက်ပြုစုယူရပုံတွေကတော့လို့ဆိုကအဝေးကိုလည်းမင်းတယောက်လောက်ရှာလိုက်ရင်တိလာမှာပါလို့ဆိုပါတယ်အဲ့တော့အဝေးကသူ့လိုရွာကထောက်ပတ်မှကြောင်းတက်နိုင်သူတူကိုဘလို့မိန်းကလေးကလက်ထက်မှာလဲလို့ပြန်ပြောပါတယ်ဦးလေးကလည်းအဝေးကငါတို့ရွာမှာမိန်းမယူရင်ပတ်စံမလို့ဘူးကွာလို့ပြောပါတယ်တကယ်တော့အဝေးတို့ရွာကိုနွားကြောင်းသားရွာလို့ခေါ်ပါတယ်နွားတွေအများကြီးမွေးလို့မဟုတ်ပဲမိန်းမလှလေးတွေဟာနွားတွေရဲ့ကြောပေါ်ကနေပါလာတက်ကြလို့ပါအဝေးလည်းအံ့ဩပြီးမဖြစ်နိုင်ကြောင်းပြောပေမဲ့ဦးလေးကလူတအူးကိုခေါ်ကအဝေးတို့အိမ်ကခေါ်ယူမွေးထားတဲ့နွားအိုကြီးတစ်ကောင်ကိုပြန်ပေးလိုက်ပါတော့တယ်ထို့နောက်အဲ့ဒီနွားအိုကြီးကိုအစာကောင်းကောင်းကျွေးဖို့နဲ့ဒီညမှာနွားအိုကြီးကအဝေးအတွက်ဇနီးချောလေးတစ်ယောက်ခေါ်လာပေးနိုင်မလားဆိုတာမသိနိုင်ကြောင်းပြောကရေနေပါတော့တယ်နွားအိုကြီးရဲ့ကြောပေါ်ကနေမိန်းမတွေဘလို့ရောက်လာတာလဲအဝေးကောမိန်းမရနိုင်မလားဆိုတာမသိချင်ကြဘူးလားခင်ဗျ